ကျွန်တော်ဒီနေ့အပြင်ထွက်ပါတယ်အပြင်ထွက်ရင်ဖြတ်သွားနေကြလမ်းလေးတစ်ခုရှိရဗျအခုမြင်နေရတဲ့လမ်းပေါ့နော်ကျွန်တော်အဲ့လမ်းကိုကောင်းကင်ဘုံလမ်းလို့နာမည်ပေးထားတယ်ကျွန်တော်ရမ်းကြိုက်တဲ့စက်ကူပန်းတွေကိုတော့ဝါကြီးကြည်ရလို့ထင်ပါတယ်ကျွန်တော်ဒီနေ့တွေထဲမှာအစားစားခြင်းစိတ်လုံးဝမရှိတော့တာနေ့တော့ရက်တော်ကြာပြီပေါ့နော်အဲ့တော့ကျွန်တော်အစားစားခြင်းစိတ်များပြန်ရလာမလားဆိုပြီးတော့ကျွန်တော်အရန်ကြိုက်တဲ့ထိုင်းအစားစားဆိုင်သွားနေပါတယ်appetite ပြန်ရလာမယ်အထင်နဲ့ပေါ့နော်ကျွန်တော်သွားပါတယ်သွားပြီးကျွန်တော်မာစားပါတယ်ကွီတီယိုရဲ့တင်မော်ရီထောင်းရဲ့ခြိုင်းရင်ရဲ့ကျွန်တော်မာစားတယ်ပုံမှန်ဆိုရင်ကျွန်တော်ကကွီတီယိုဆိုရင်ကုန်ရေပါတောက်တင်မော်ရီထောင်းဆိုရင်နှစ်ပွဲလောက်ပြီးတော့ဝက်သားကြော်လေးကောက်ညင်းလေးစားအချူရီလေးတောက်အဲ့လိုလုပ်တဲ့သူပေါ့နော်အဲ့လောက်ထိစားနိုင်တဲ့သူပေါ့ဒီနေ့ကျတော့ကျွန်တော်အဲ့လိုအကုန်လုံးမမာရဲဘူးမစားနိုင်ဘယ်လိုလုပ်မလဲဆိုပြီးတော့မမာလိုက်မိဘူးတကယ်လဲကျွန်တော်လုံးဝမစားနိုင်သေးဘူးကိုယ့် favorite food ကိုစားတာတော့မှအဲ့လိုဘယ်လိုပြောမလဲစားလို့မဝင်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်ဆိုင်ရှင်ကိုလည်းတောင်းပွင့်ပြောခဲ့ပါတယ်ကျွန်တော်အကုန်မစားဘူးဆိုတာလက်ရမကောင်းလို့မဟုတ်ပဲနဲ့ကျွန်တော်ကိုနိုင်ကဒီရက်တွေထဲမှာအစာစားခြင်းစိတ်ပြောင်းနေတာဖြစ်လို့မကုန်တာပါနော် chef တီကိုပြောပြပါအောင်ဆိုပြီးတော့တိချာလေးပြောခဲ့ပါတယ်အစားလည်းမစားချင်ဘူးဆိုတော့ဒီတိုင်းပဲအိမ်ပြန်လာပါတယ်ပြန်လာတဲ့အခါမှာဒါကျွန်တော်တို့တွေ့တဲ့ကျွန်တော်ရဲ့ကောင်းကင်ဘုံလမ်းအပြင်ဖက်ချမ်းပေါ့နော်အပြင်ဖက်ချမ်းကပူလာတယ်ဗျရေကန်ကြီးလည်းမြင်ရတယ်အနောက်မှာအဲ့တောင်ကုန်းသေးသေးလေးပေါ့နော်တောင်တန်းတော့မဟုတ်တောင်ကုန်းလို့ပဲပြောရမယ်ထင်တယ်အဲ့တောင်ကုန်းလေးလည်းမြင်နေရတော့အဲ့လိုမျက်လုံးအေးရေပေါ့နော်တော်လာပါတယ်ဒါကတော့ကျွန်တော်အိမ်ပြန်တဲ့အခါမှာကားနဲ့ဆင့်စီရပါတယ်ပထမတစ်ဆင့်ကိုကားစီးတယ်ဒုတိယတစ်ဆင့်ကိုတော့ကျွန်တော်ကားမစီးတော့ပဲလမ်းမဲ့အမြဲတမ်းရှောက်ပြန်ပါတယ်ဒီနေရာကတော့ကျွန်တော်ညနေဘက်ဆိုလို့ရှင်လာနေကြနေရပါဘောနော်ဘာလို့လဲဆိုရင်သူကပင်လယ်ဝါနေလာတဲ့လီအီလေးရှိတာကြောင့်နေလို့ထိုင်လို့ကောင်းတယ်ပေါ့နော်ညနေဘက်ဆိုလို့ရှင်ဒီနေရာမှာနေလို့ကောင်းတယ်ကျွန်တော်အပြန်ပိုက်စားမယ်ထင်ပြီးတော့ကျွန်တော်အရင်ကြိုက်တဲ့ဆိုင်မှာကျွန်တော် fries ရဲ့အသီးတချို့ရဲ့တောင်းပါပါတယ်တော်တော်လေးထိုင်ဆောက်လိုက်ရပါတယ်weekends တွေဆိုလို့ရှင်လူကြတက်တယ်ပေါ့နော်ဒီဆိုင်ကအဲ့တော့မာပြီးတော့ကျွန်တော်တော်ထိုင်ဆောက်လိုက်ရပါတယ်အဲ့မှာစားမာပြီးတော့အိမ်ပြန်လာတယ်ထင်းတဲ့အတိုင်းပဲကျွန်တော်ရမ်းကြိုက်တဲ့ fries ကိုလည်းစားလို့မရနိုင်ဘူးအဲ့လိုသူ့ကနန်းစိတ်ကနန်းစားပြီးတော့အဲ့လိုပြီးပါတယ်ပေါ့နော်အသီးဆိုရင်လည်းကျွန်တော်ကအသီးရမ်းကြိုက်တာဖြစ်လို့တထိုင်နဲ့စားတာများတယ်ဒါပေမဲ့ဘလို့မှစားလို့မရပြန်ဘူးဒါကိုလည်းလေပုံမှန်ဆိုရင်ကျွန်တော်ကအဲ့လိုတခုခုဖြစ်အစားစားပြီးဖြည့်ရှင်လိုက်တာများတယ်အစားတောက်ကြိုက်တဲ့သူဆိုတော့လေအခုတော့ကိုလည်းဘာဖြစ်နေမှမသိဘူးပေါ့နော်ဒီနေ့တက်တော့ဒီလောက်ပါပဲဗျာနောက်နေ့ပြန်တွေ့မယ်နော်